ကျွန်တော်တို့နေ့စဉ်မြင်တွေ့နေရတဲ့ကောင်းကင်မြားကြီးရဲ့အပြင်ဘက်အစုံမဲ့တဲ့အမှောင်ထုထဲမှာလူသားတွေရဲ့အသိဉာဏ်နဲ့မလိုက်မိနိုင်တဲ့ထူးဆန်းအောင်ဘရာတွေအများကြီးကိုရှိနေပါတယ်။ဒီကနေ့မှာတော့တာမန်လူတွေသိရှိဖို့ခဲရင်တဲ့အာဂတာတွေကစိတ်လှုပ်ရှားစရာလှုပ်ဝက်ချက်၄ခုအကြောင်းကိုတင်ဆက်ပေးသွားမှာပါ။1998ခုနှစ် NASA ရဲ့ STS-88 mission အတွင်းရိုက်ကူးခဲ့တဲ့ဓာတ်ပုံတစ်ပုံဟာကမ္ဘာတစ်ဝန်းကပူပေါင်းကြံစည်မှု theory သမားတွေကိုအုံကျွတ်ကျွတ်ဖြစ်စေခဲ့ပါတယ်။ဒီဓာတ်ပုံထဲမှာ Black Kena Stetline လို့အမည်ရတဲ့အနက်ရောင်အရာဝတ္ထုစံတစ်ခုကကမ္ဘာပတ်လမ်းကြောင်းထဲမှာရှိနေတာကိုတွေ့ရတာပါ။ NASA ကတော့ဒါဟာအာကာသယာဉ်ပြင်ဆင်ရေးကြံ့ရစ်ခဲ့တဲ့အပူကာဗာလူတစ်ခုသာဖြစ်တယ်ဆိုပြီးတော့ပြောခဲ့ပေမဲ့1950ဝန်းကျင်ကတည်းကဒေါ်နယ်ကီဟိုးဆိုတဲ့ပညာရှင်တွေကဒါဟာလူသားတွေဖန်တီးထားတာမဟုတ်တဲ့ဂျိုသားယာဉ်ဖြစ်နိုင်တယ်ဆိုပြီးတော့ယုံကြည်ခဲ့ကြတာတွေလည်းရှိခဲ့ပူပါတယ်။ကျွန်တော်တို့ကိုတိတ်တဆိတ်အကဲခတ်နေတဲ့ရှေးဟောင်းဂျိုသားကင်းဆောင်တယောက်တကယ်ပဲရှိနေလားဆိုတာကတော့စဉ်းစားစရာပါ။ယနေ့ကျွန်တော်တို့မြင်တွေ့နေရတဲ့အပြည်ပြည်ဆိုင်ရာအာကာသစခန်းဖြစ်တဲ့ ISS ဟာသိပ္ပံပညာရဲ့အထူးအထိပ်လို့တော့မှပြောလို့ရပါတယ်။ဒီအရာမှာစခန်းကိုတိစောက်ဖို့လေကြောင်းခရီးစဉ်42ကြိမ်နဲ့10နှစ်ကျော်အချိန်ယူခဲ့ရတာပါ။ဒါပေမဲ့လို့စိတ်ဝင်စားစရာကောင်းတာကတော့1952ခုနှစ်ကတည်းကဒေါက်တာဝွန်ဟာဘွန်ဘရာဟာကမ္ဘာကိုပတ်နေမဲ့အာကာသယာဉ်စခန်းတစ်ခုကိုစိတ်ကူးပုံဖော်ခဲ့တာပါ။သူဟာဒီစခန်းဟာရာသီဥတုခံမှန်းရုံနဲ့မကဘဲနဲ့အဝေးရောက်အာကာသခရီးစဉ်တွေအတွက်ကိုနားနေစခန်းဖြစ်လာမယ်လို့ဂျော့တင်ဟော့ကင်းထုတ်ခဲ့ပါတယ်။ယနေ့ ISS ရဲ့အောင်မြင်မှုဟာသူ့ရဲ့အမျှော်မြင်မှန်ကန်ကြောင်းတက်တည်ပြနေတယ်လို့ပါပဲ။တက်ရှိတွေရဲ့ဇင်းမြင့်နဲ့ပတ်သက်ပြီးတော့ပန်စပါမီယာဆိုတဲ့ theory ကတော်တော်လေးကိုမှထိတ်လန့်စရာကောင်းလို့ပါတယ်။ဒီ theory အရကတော့ကမ္ဘာပေါ်ကတက်ရှိတွေဟာအောက်ကခဲတွေဂျိုသိန်းဂျိုမောင်းတွေကနေတဆင့်အာကာသတွေကနေရောက်ရှိလာတာလို့ဆိုပါတယ်။တကယ်လို့ဒါဟာအမှန်တရားဆိုရင်တော့ကျွန်တော်တို့ဟာအာကာသတွေကမျိုးစေ့တွေဖြစ်နေနိုင်တယ်လို့တစ်ဖက်မှာလည်းအာကာသတွေကနေရောက်ရှိလာနိုင်တဲ့မမြင်နိုင်တဲ့ virus နဲ့ယောဂပိုးမတွေဟာလူသားမျိုးနွယ်စုအတွက်ကိုမှကြီးမားတဲ့ချင်းချောက်မှုလည်းဖြစ်လာနိုင်ပါတယ်။1969ခုနှစ်အပိုလို12 mission အတွင်းမှာသိပ္ပံပညာရှင်တွေကိုအားအသင့်စေခဲ့တဲ့အဖြစ်အပျက်တစ်ခုကလည်းရှိနေပါတယ်။လာဆင်းရင်ရဲ့အစိပ်ပိုင်းတစ်ခုကလာဘောက်ကိုပြုတ်ကျသွားတဲ့အခါမှာလာကပကြီးဟာခေါင်းလောင်းတီးတယ်လို့မျိုးကိုမှတနင်္လာကြောကြာတုံခါနေခဲ့တယ်လို့ငလျင်တိုင်းတာမှုတွေအရာကိုသိရပါတယ်။ဒီချက်ကြောင့်မလို့ပဲလာကပဟာအတွင်းပိုင်းအခေါင်းပွားဖြစ်နေရလားဆိုတဲ့မေးခွန်းတွေကလည်းထွက်ပေါ်လာပြန်ပါတယ်။အထူးသဖြင့်ကတော့1982ခုနှစ်အပိုလို17 mission ကအချက်လက်တွေကို NASA ကနှစ်ပေါင်း90နီးပါးလှုပ်ဝက်ထားတဲ့ကြောင့်လာကပရဲ့အတွင်းပိုင်းမှာလူသားတွေမသိအောင်လို့ဖုံးကွယ်ထားတဲ့လှုပ်ဝက်ချက်တွေရှိနေနိုင်တယ်ဆိုပြီးတော့ယူဆခဲ့ကြတာပါ။အခုဆိုရင်လည်း American သမ္မတဟောင်း Barack Obama ကဖွင့်ချလိုက်တဲ့ဂျိုတိုင်းနဲ့ပတ်သက်ပြီးတော့အချက်လက်တွေကိုထုတ်ဖော်ပြောဆိုလိုက်တာကိုသမ္မတ Trump ကနေပြီးတော့တုံ့ပြန်ထားတာတွေကိုလည်းသိရှိကြမယ်ထင်ပါတယ်။လွန်ခဲ့တဲ့2ရက်တုန်းကလည်း American သမ္မတ Donald Trump ကဂျိုသားတွေနဲ့ပတ်သက်ပြီးတော့သူတို့လေးလာတွေ့ရှိခဲ့သမျှအရာတွေအလုံးကိုပြည်သူလူထုထံကိုချပြဖို့ဆိုပြီးတော့အစီရင်ခံစာတစ်စောင်ကိုလည်းထုတ်ပေါ်လိုက်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အာကာသမစ်ရှင်လေးလာရင်းနဲ့ဂျိုသားတွေကို serious ဖြစ်တဲ့လူတစုကြားမှာတော်တော်လေးကိုမှပွဲလောရိုက်သွားပါတယ်။မိတ်ဆွေကရောဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘယ်လိုတွေရှေ့လျှောက်ဖြစ်လာမလဲဆိုတာ comment လေးမှာသုံးသပ်ပေးခဲ့ပါအောင်နော်။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။